မင်္ဂလာပါဘိုရာစီယာနင်းကြိုဆိုပါရယ်ပထမဗီဒီယိုလုပ်ပြီးဒုတိယတစ်ခုလုပ်ဖို့ကို sensitive အကြောင်းအရာတွေကြီးပြောချင်နေတော့ပြောရမလားမပြောရမလားတွေးဝေပြီးကြာနေခဲ့တာပါအကန့်အသတ်တွေနဲ့မနေချင်မပြောချင်တော့ပါဘူးဆိုနေမှပြန်ငဲ့နေရတာအသိတော့မမိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြောချင်သိရှိတဲ့အကြောင်းအရာကိုပဲပြောပါတော့မယ်အဲ့ဒါကတော့ LGBTQ+ တွေအကြောင်းပဲဖြစ်ပါတယ်ဟုတ်ပါတယ် LGBTQ+ တွေအကြောင်းပါဘာတွေကိုထောက်ခံပြီးဘာတွေကိုမထောက်ခံဘူးလဲဆိုတဲ့ကိုယ့်ရဲ့တကိုယ်ရေးအယူဆကိုပြောပြချင်တာပါ Okay LGBTQ+ ကိုတစ်ခုချင်းလေ့လာကြည့်အောင် L က lesbian မိန်းကလေးဖြစ်မွေးလာပြီးမိန်းကလေးကိုပဲကြိုက်ကြတာ G က gay ယောက်ျားလေးဖြစ်မွေးလာပြီးယောက်ျားလေးကိုကြိုက်တာအဲ့မှာနှွဲတဲ့ gay ဘွားပြဿနာတွေပုတ်တိုက်မှုတွေပိုများမယ်လို့ထင်တယ်နှွဲတဲ့ gay လို့ပြောတာမနှွဲတဲ့ gay တွေလည်းရှိကြတယ်လေခုနပြောတဲ့ပြဿနာတွေပုတ်တိုက်မှုတွေဆိုတာကတက်တက်ပြောရရင်အလောင်းခံရတာပိုများမယ်မိသားစုထဲမှာစုခံရတာလူကြားထဲမှာမနစ်မြို့ခံရတာပိုများမယ်လို့ထင်လို့ပါဘာလို့ဆိုယောက်ျားဆိုတဲ့စံချိန်တစ်ခုကိုတစ်ကမ္ဘာလုံးကပိုပြီးတန်ဖိုးထားကြတယ်ဘာသာရေးအရာလည်းယောက်ျားလေးကိုပဲပိုမြင့်မြတ်တယ်လို့ယူဆကြတာအဲ့ဒီမှာမှအိမ်တအိမ်မှာတားယောက်ျားလေးတစ်ယောက်ကနှွဲ့နေပြီဆိုရင်ကျင်းသေးပါအဖေလုပ်တဲ့လူကမကြိုက်ဘူးတေးကြတယ်ဥပမာကွာ Elon Musk ကသူသားဖြစ်တည်မှုကိုလက်မခံနိုင်တာတက်သေးပဲနော်သမီးမိန်းကလေးတရားကိုလင်းမယူလို့သူမိဘအရန်ကြီးမဖိနှိပ်ဘူးဒါပေမဲ့တားယောက်ျားလေးတယောက်လင်းယူမယ်လို့ပြောလိုက်တော့မိုးမီးလောင်ကြတာပဲဆိုတော့ဂေးတွေရဲ့ရုန်းကန်ရမှုကပုံများမယ်လို့ယူဆတာမမှားဘူးနော်ဒါပေမဲ့သူတို့ကကောင်းကောင်းဖောက်ထွက်လာကြတယ်ငါဟာဒါဖြစ်ချင်တာသိကြတယ်တဘွားလုံးတလို့နေချင်တာဆိုပြီးတော့ပို့တိုက်မှုတွေကြားကနေသူတို့ဖြစ်ချင်တာအတွက်တေချာရှင်းတန်ကြတယ်အဲ့ဒါကိုရန်သဘောကြတယ်ပေါ့နော်โอเคနောက်တစ်ခုက bisexual မိန်းမကိုကြိုက်ချင်လဲကြိုက်မယ်ယောက်ျားကိုကြိုက်ချင်လဲကြိုက်မယ်အချိန်တစ်ခုမှာမိန်းမကိုကြိုက်ပြီးနောက်အချိန်တစ်ခုမှာယောက်ျားကိုပြောင်းကြိုက်ချင်ကြိုက်မယ်နှစ်မျိုးလုံးကြိုက်လို့ရတယ်လူတွေပေါ့နော်အဲ့မှာပြဿနာတချို့ရှိနိုင်တယ်လို့ထင်တယ်ခဏနေကြရင်စပြောပြမယ်နော်အခုတော့ဒီနားမှာခဏရပ်ထားခဲ့မယ်နောက်တစ်ခုက T က transgender LGBTQ+ တဲမှာဆိုရင်ကိုယ့်အတွက်က transgender ကိုသဘောအကျဆုံးပဲသူတို့ကအရန်ပြတ်သားတယ် rules တွေအားလုံး break လုပ်တယ်မွေးလာတော့ကပါအင်္ဂါပဲပါလာတောက်ကူမဆိုင်ဘူးဆိုတဲ့လူတွေပေါ့နော်အရန်သဘောကျတယ်သူတို့ဘဝကိုသူတို့ပိုင်နေဆိုပြီးပြက်သားခွဲစိတ်ပြီးတော့လိမ်ပြောင်းပလိုက်တာ life changes လုပ်လိုက်ကြတာနောက်တစ်ခုက Q က queer ဒါမှမဟုတ် questioning queer ဆိုတဲ့စကားလုံးကအရင်ခေတ်ကလိင်တူချစ်သူတွေကိုလှောင်ပြောင်ခဲ့တဲ့စကားလုံးတဲ့ပုံမှန်မဟုတ်တဲ့လူဆိုပြီးခေါ်ဝေါ်ခဲ့ကြတာတဲ့ခုနောက်ပိုင်းကျတော့အဲ့ဒီစကားလုံးကို LGBT အတိုင်းဝိုင်းကပြန်ယူပြီးတော့ဒါအချက်စရာမဟုတ်ဘူးလှောင်စရာမဟုတ်ဘူးငါတို့ကဒီလိုဖြစ်ရတာဂုဏ်ယူရဲဆိုပြီးပြန်ထည့်သုံးကြတာတဲ့ LGBT တွေရဲ့အမျိုးမျိုးကွဲပြားမှုကိုစားပြုတဲ့အတိတ်ပဲပါတဲ့သူရဲ့နောက်တဲ့အတိတ်ပဲတစ်ခုကကျတော့ questioning ပေါ့နော်အဲ့ဒါကသူ့ကိုယ်သူမိကွန်းထုတ်နေတဲ့အချိန်ပေါ့သူ့ကိုယ်သူဘာမှမသိသေးဘူးရှာဖွေနေတဲ့အချိန်လို့အတိတ်ပဲရတယ်တဲ့ Okay နောက်ဆုံးတစ်ခုက plus ကကြတော့အမျိုးမျိုးကွဲပြားနေပြီးတော့လူနည်းစုပဲရှိတဲ့ဖြစ်တည်မှုတွေကိုပေါင်းထည့်ပေးထားတာအဲ့ထဲမှာ intersex asexual pansexual non-binary demisexual ဆိုပြီးတော့ပါတယ် Okay တခုချင်းပြန်ကြည့်မယ်ဆိုရင် intersex ဆိုတာကဂျားနေလေယောက်ျားလေးလည်းမဟုတ်ဘူးမိန်းကလေးလည်းမဟုတ်ဘူးဒါမှမဟုတ်လို့ရှိရင်ယောက်ျားလေးလည်းဟုတ်တယ်မိန်းကလေးလည်းဟုတ်တယ်ဥပမာဆိုရင်ကလေးတယောက်မွေးလာလို့ရှိရင်တချို့ကရှားပါမှာပေါ့နော်လေအင်္ဂါနှစ်ခုလုံးပါတဲ့ကလေးတွေရှိတယ်အဲ့လိုနဲ့မွေးလာတဲ့ကလေးတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းလေအင်္ဂါကမတဲကွဲဘူးယောက်ျားလေးလို့သတ်မှတ်မှာလားမိန်းကလေးလို့သတ်မှတ်ရမှာလားဆိုတာကိုမတဲကွဲဘူး physically အရာကိုအလုံးဖြစ်တည်လာတာပေါ့နော်အဲ့ဒါကို intersex လို့ခေါ်တယ်asexual ကကြတော့လိင်စိတ်အားနည်းတဲ့လူတွေသူတို့ကယောက်ျားလေးကိုလည်းမကြိုက်ဘူးမိန်းကလေးကိုလည်းတိတ်မကြိုက်ဘူးသူတို့နေနိုင်တယ်အဲ့လိုလူတွေ pansexual ကကြတော့သူကတစ်ဖက်လူရဲ့ gender ဘာပဲဖြစ်နေသူကစိတ်ကိုပဲကြိုက်တာgender ကိုမကြည့်ဘူးအဲ့ဒါကို pansexual လို့ခေါ်တယ် non binary ကကြတော့သူနေခြင်းဘယ်လိုနေမယ်သူကလည်းလို့သူကိုယ်တိုင်ရဲ့စိတ်အပေါ်မှာပဲခြေခံတယ်။ तू ကဒီနေ့ယောက်ျားလေးလိုနေခြင်းနေမယ်။နောက်နေ့ကျရင် make up ပြင်ခြင်းပြင်မယ်။နောက်နေ့ကျရင်သပင်တိုးညှပ်ပြီးတော့ဘောလုံးသွားကန်ခြင်းကန်မယ်။အဲ့လိုသူ့စိတ်ပေါ်မှာပဲ तू အခြေခံပြီးတော့နေတာ။သူ့ရဲ့လိင်အင်္ဂါဘာပဲဖြစ်နေပေါ့နော်။နောက်ဆုံး demisexual ကကြတော့သူကအရန်ကိုခင်မင်ရင်းနှီးပြီးနှစ်ပေါင်းများစွာကြာပြီးတော့မှသူကအဲ့ရပေါ်ရောက်နိုင်တဲ့လူစားမျိုးပေါ့နော်။ပြောရမယ်ဆိုတော့ demisexual တွေက partner ဖြစ်မယ်ဆိုရင်အရင် safe ဖြစ်တဲ့လူတွေလို့ပြောလို့ရမလားမသိဘူးเนาะဒီနေရာမှာလည်း plus ဆိုတာကတမင်ချဲ့ထားတယ်လို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့
သူတို့ကိုလည်းမစော်ကားဖို့လိုအပ်တယ်သူတို့ဖြစ်တည်မှုအလေးထားဖို့လိုအပ်တယ်ဆိုတာကို asexual နဲ့ဥပမာပေးပြီးပြောပြမယ်ဥပမာကလိန်စိတ်မရှိလို့အိမ်ထောင်မပြုတ်ပဲနေနေတဲ့ asexual တယောက်ကိုအပြိုကြီးလူပြိုကြီးမြူသေးဘူးလားသူများရောင်ကလေးတွေရနေပြီဘာညာနဲ့ပြောကြတာတကယ်အာရုံနောက်စရာကောင်းတယ်သူเจ้าနဲ့သူမယူပဲနေနိုင်လို့နေတာကွာသူ့ဘဝသူ enjoy ဖြစ်တယ်ကွာအထီးကျန်တာမျိုးတိတ်မခံစားရဘူးပါတနာတယောက်ရှိနေရင်သူစိတ်မပါတဲ့အချိန်တွေမှာအစင်မပြေတော့ဘူးကွာအဲ့လိုဆိုရင်ကြာရင်အိမ်ထောင်ရေးရာပြဿနာတွေဖြစ်လာမှာဆိုတော့သူ့အတူမယူပဲနေတာကြိုတင်ကာကွယ်ရရောက်တယ်ဘယ်သူမှမထိကြိုက်ဘူးဒါကြောင့်ဒီလိုလူတွေရဲ့ဖြစ်တည်မှုကိုနားလည်ပေးဖို့အတွက်ဆိုပြီးတော့ plus ဆိုတဲ့အဲမှာသူတို့ပေါင်းထည့်ပေးထားတာပေါ့နော်ကဲအားလုံးအကြံဉာဏ်ပြောပြီးသွားပြီဆိုတော့ကိုပုဂ္ဂိုလ်ရေးအမြင်နဲ့ LGBTQ+ ကိုထောက်ခံလားမထောက်ခံဘူးလားဆိုတာပြောပြမယ်ဒီနေရာမှာခုနပြောတဲ့ bisexual ဆိုတာကိုအချက်လက်တချို့နဲ့မထောက်ခံခြင်းမှုဖြစ်နေတာကိုနည်းနည်းပြောပြချင်တယ်ကျန်တဲ့ LGBTQ ကိုထောက်ခံတယ်ပေါ့နော် Okay bisexual ကိုဘာလို့ဖယ်ထားလဲဆိုတော့ဆိုပါစို့မျိုးသားတယောက်ကပထမပိုင်းမှာမိန်းမတယောက်ကိုကြိုက်တယ်ကြိုက်လို့လက်ထပ်တယ်ကလေးရပြီးမှစိတ်ပြောင်းသွားတယ်ယောက်ျားချင်းကြိုက်တယ်ကလေးနဲ့မိန်းမကိုထားခဲ့တယ်ဆိုတာမျိုးအဲ့လိုဖြစ်စဉ်နေဆိုရင်နစ်နာသူတွေပါဝင်လာတယ်ယောက်ျားအစ်စ်မိန်းမအစ်စ်တွေရောအိမ်တော်ကြီးဖောက်ပြန်ကြတာပဲဒါမျိုးတွေဖြစ်ကြတာပဲဆိုပြီးပြောကြရှိတယ်ဟုတ်တယ် straight ရော bisexual ရောကြောင့်ထိခိုက်နစ်နာတဲ့သူတွေရှိတယ်Okay ကွာရှင်းပြတ်စေကြရင်မယားစရိတ်ကလေးစရိတ်ပေးကြရမယ်နိုင်ငံတကာဥပဒေအရတော့ bisexual ဖြစ်ဖြစ် straight ဖြစ်ဖြစ်အားလုံးတူတူပဲဒါပေမဲ့ဆိုပါစို့ပေါ့နော်အဲ့အိမ်အောင်ရှင်အမျိုးသားကမိန်းကလေးစိတ်ပြောင်းသွားပြီးတော့သူကယောက်ျားပြောင်းယူလိုက်မယ်ပြီးတော့သူကမယားနေရာမှာနေမယ်မိခိုလုံးမယ်ဆိုရင်မယားစရိတ်အတွက်သူကတရားရုံးမှာရှော့ပေါ်ရှောက်လွယ်ခွင့်ရှိကောင်းရှိနိုင်တယ်ထားပါတော့ဒါသိပြီးကကက်တက်တက်ပြောသလိုဖြစ်နေမှဆိုရင်ကလေးစရိတ်ကတော့ဘလို့ပဲဖြစ်ဖြစ်ရမှာပဲတဲ့အဲ့လိုဆိုတော့ဥပဒေအရတော့ကာကွယ်ပေးတယ်ပေါ့နော်အဲ့တော့လူမှုရေးအရာဆိုရင်ရောဆိုပါစို့အချိန်တစ်ခုကြာမှာအဲ့အမျိုးသားက trans woman အဖြစ်ပြောင်းလဲလိုက်တယ်ဆိုရင်ကလေးတယောက်ဘဝမှာသူ့အဖေဆိုတာဘယ်မှမရှိတော့ဘူးသူ့အဖေကသူများမိန်းမဖြစ်သွားပြီအဖေတယောက်ရဲ့ identity ကိုသူဘယ်မှမခံစားရတော့ဘူးဒီနေရာမှာ straight တယောက်တော့အိမ်အောင်ပြုတ်သွားတာတည်သွားတာမျိုးဆိုရင်အဲ့ကလေးအတွက်အဖေရဲ့ identity ကကျန်သေးတယ်မတွေ့ရတော့တာသာရှိတယ်ပေါ့နော်ကလေးတယောက်ကဒါကိုလက်ခံမှုအတော်လေးရုန်းကန်ရမှာပဲအဲ့တော့ bisexual တယောက်ရဲ့လွတ်လပ်ခွင့်ဆိုပေမဲ့နစ်နာတဲ့သူတွေမရှိအောင်ထိန်းချောင်းနေရမယ်ဥပမာ bisexual လို့ခံယူပြီးအိမ်ထောင်ပြုမယ်ဆိုရင်ကလေးမမွေးရဘူးစသဖြင့်ပေါ့နော်ဥပမာပြောတာပါနော်ဆိုတော့ bisexual မဟုတ်ဘူး LGBTQ+ ကိုလက်ခံလာကြတာနဲ့အမျှဖြစ်နိုင်ရရှိတဲ့လူမှုရေးပြဿနာတွေအတွက် law enforcement လုပ်ပြီးကြပြီလားနောက်တစ်ခုကကျန်းမာရေးပြဿနာနဲ့လူမှုရေးပြဿနာငယ်ငယ်တော့အကြည့်ကြတဲ့ရုပ်ရှင်တစ်ခုရှိတယ် Brokeback Mountain နဲ့အဲ့ကားထဲမှာကောင်လေးနှစ်ယောက်ကတိုးချောင်းရင်းနဲ့တွေ့ကြတယ်ချစ်ကြတယ်ပြီးတော့ကြီးသွားတော့ကိုစီမိန်းမတွေယူသွားကြတယ်ဒါပေမဲ့သူတို့တစ်ချိန်မှာပြန်တွေ့တဲ့အချိန်မှာသူတို့ချစ်နေသေးတာကိုသိတဲ့အတွက်ကြောင့်မို့လို့သူတို့ကမိန်းမတွေကိုလည်းမကွာနိုင်ဘူးပေါ့အတိုင်းဝိုင်းအောင်ငဲ့ပြီးတော့အဲ့လိုနဲ့သူတို့က Brokeback Mountain ဆိုတဲ့တောင်ကြီးမှာတစ်နှစ်တစ်ခါလားမသိဘူးသွားချိန်တွေ့ကြတယ်အဲ့မှာအိတ်ကားလေးကချစ်တော့ချစ်စရာလေးအဲ့ယောက်ျားလေးနှစ်ယောက်ချစ်တဲ့ဇလန်းကိုအသေးချာလေးပေါ်ပြထားတာပေါ့နော်သူတို့ချစ်တာကိုလည်းခံစားလို့ရတယ်ကွာတယောက်တည်သွားတဲ့အချိန်မှာကြံခဲ့အင်ဂျီလေးကိုနမ်းပြီးတော့အမျက်တနိုးနဲ့အဲ့လိုမျိုးပုံပေါ်ထားတာပေါ့နော်အဲ့လိုဆိုတော့ခုနပြောရဲသူတို့သွားချင်းတွေ့ကြရဲဆိုတဲ့ကိစ္စအဲ့မှာသွားချင်းတွေ့ပြီးပြန်လာတော့လေပုံမှန်တိုင်းသူ့ရဲ့အိမ်ထောင်အမျိုးသမီးနဲ့အိတ်ဓာတ်တွေလုပ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာကျန်းမာရေးပြဿနာနဲ့လူမှုရေးပြဿနာကိုသူတို့ရဲ့ပါတနာတွေကကြုံတွေ့ခံစားကြရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကိုကတော့ bisexual ကိုအခုထိလူမှုရေးရှုထောင့်ကနေလက်မခံခြင်းဘူးဖြစ်နေတယ်ထောက်ခံပြီးအချက်အလက်တွေပို့ပြီးတော့လိုနေသေးတယ်ဒါကိုအချက်အလက်ပုံများများနဲ့ရှင်းပြပေးမဲ့လူတွေရှိရင်လည်းကြိုဆိုပါတယ်အဲ့မှာနောက်ဖြစ်ပြီးပြောချင်တာက straight တွေကလူများစုဖြစ်လို့လူနည်းစု LGBTQ+ တွေကိုမဖိနှိပ်ကြဖို့ဒီလှုပ်ရှားမှုတွေဖြစ်လာတာပေါ့နော်ဒီနေ့ခေတ်တော့တော်တော်လေးအောင်မြင်လာရပြောရမယ်
LGBT ကိုမထောက်ခံဘူးလို့ပြောရင်ကိုမမျှတတဲ့လူဖြစ်ရှုံချခံရတဲ့အသည့်ဖြစ်လာပါတော့တိတိုင်အောင်ဒီနေ့ထိတော့ conflict တရားရှိနေကြဆဲပဲအဲ့ဒီမှာ straight တွေကလည်းမျှတဖို့လို့တလို့ gay တွေကလည်းအစဉ်လေးတွေကိုအနှောက်အယှက်ဖြစ်တဲ့အထိအတင်းတွေလိုက်မကြိုက်ကြဖို့ lesbian တွေကလည်းကောင်မလေးတွေကိုရဲရဲတင်းတင်းတွေမလုပ်ကြဖို့လိုတာပေါ့နော်မိန်းကလေးချင်းချင်းပဲဆိုပြီးမိန်းကလေးအိမ်သားတဲ့အထိလိုက်ဆောင်ကြည့်တာဘာညာမျိုးဆိုရင်မိန်းကလေးတွေကလည်းစကလုံးဆိုးဆိုးတွေနဲ့ပြန်ပြောမိပြီးတော့ conflict တွေအဖြစ်နေကြမှာပဲ okay အဲ့တော့အဓိကကတော့လိင်စိတ်ခံယူချက်ကဘာပဲဖြစ်နေသူများအနောက်ရှက်မဖြစ်ဖို့ထိခိုက်နေတာတဲ့သူတွေမရှိဖို့လိုအပ်တယ်အဲ့လိုဆိုရင်ကြိုက်တဲ့လောက်လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်လွတ်လပ်စွာယက်တီရှင်သန်ခွင့်ရှိတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်း controversial အကြောင်းအရာတွေပဲပြောမှာမို့လို့စောင့်မျှော်အားပေးကြပါအောင်နော်